ကျွန်တော်အထက်က NVB ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ပြောပြသွားကြတာကျွန်တော်ဒီမနက်6နိုင်တော့ကန်သွားခဲ့တယ်ကျွန်တော်တို့ဒီလဘာဘူးနဲ့ Western ပေါ့နော်ကျွန်တော်1စီးနဲ့နိုင်သွားခဲ့တယ်အဲပွဲပြီးတော့တဲ့ချက်ကိုကျွန်တော်ပြောပြပါမယ်ပြီးရင်ကျွန်တော်ဒီအခုလက်ရှိထွက်နေတဲ့ပြောင်းရွှေ့နေတယ်ပေါ့နော်ပြောင်းရွှေ့နေတယ်ကျွန်တော်ပြောပြပါမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီမနက်6နိုင်မှာကန်သွားခဲ့တဲ့ပွဲစဉ်မှာတော့ကျွန်တော်ကိုးသွားနေအမှာကိုးသွားနေမှာကျွန်တော်မာမာတက်ပြီးပြီးရင်ကျွန်တော်ဒီနောက်တန်းမှာတော့ကားကတ်ပေါ့နော်ကားကတ်ရဲ့ကားကတ်ရဲ့ချမ်းပါရဲ့ပြီးရင်ကျွန်တော်ဟိုကောင်းတဲ့ Antuki ရဲ့ပေါ့နော် Antuki ရဲ့ပြီးရင်ကျွန်တော်ဒီ right back မှာတော့ကျွန်တော်ဟိုပါပေါ့ Ramsey ပေါ့နော်ပြီးရင်ကွင်းလယ်မှာတော့ကျွန်တော်ဒီ Nyoni ရဲ့support line ရဲ့ပြီးရင် Elliot ရဲ့ကျွန်တော်ဒီဟိုဘက်မှာတော့ကျွန်တော်ရှေ့တန်းပေါ့နော်ရှေ့တန်းမှာတော့ကျွန်တော် crew match ရှိမယ် AB ရှိမယ်ပြီးရင်ကျွန်တော် Scalon ပေါ့နော် Scalon အဲ့တော့ရှိပါမယ်အဲ့တော့ကျွန်တော်ဒီပထမပိုင်းကတော့ကျွန်တော်ဒီနည်းနည်းကစားတာတော့နည်းနည်းအေးလူပဲဆော့ပါတယ်ပထမပိုင်းပထမမှာကျွန်တော် AB chance တစ်ခေါက်တော့ရပါတော့ဒါပေမဲ့အဲ့ chance ကိုတော့သူအသုံးချနိုင်ခဲ့ဘူးကိုသမားနဲ့ buy one တွေ့အောင်နော် buy one တွေ့ရသူတခြားမကန်နိုင်ခဲ့ဘူးပေါ့နော်ကျန်တဲ့ဒီ Kumas ဟို chance တစ်လုံးရတယ်ဒါပေမဲ့အဲ့လုံးကလည်းကျွန်တော်ဟိုဖြစ်သွားဘေးထွက်သွားအောင်နော်ဘေးထွက်သွားကျန်တဲ့မမကတော့ဘာမှထွေတူးတော့ပြောစရာမရှိပါဘူးဒီမမတက်ဆွေးလေးကာကွယ်ရတယ်လည်းရှိတယ်မဆိုးပါဘူးမမတက်ဆွေးလေးဒီနေ့ဟို stopper ပုံစံဟိုစာရ stopper ပဲဆိုတော့လေ stopper ပုံစံနဲ့သူကိုရီကာကွယ်သွားတယ်ကျွန်တော် support line တို့support line တော့ပြောကြရမလို့ပေါ့တော်တော်ကောင်းပါ support line နဲ့ကောင်းတယ် Ramsey ကတော့အရင်နောက်တန်းဒီ rival soil Ramsey ကတော့ဒီချိန်မှာသူပို့ပြီးတော့ဗျာဒီကကောင်းတဲ့ performance တွေပြနိုင်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့မနေ့ကဒီမနက်ပွဲမှာတော့တင်အားမရဘူးကားကတ်ကတော့ကောင်းတယ်ပြီးတော့ဒီမနက်ဒီနေ့ကန်ခဲ့တဲ့အဲ့ပွဲမှာကျွန်တော်နောက်တန်းချမ်ပါအဲ့ကောင်လေးကတော့တော်တော်ကောင်းတယ်ဗျသူဆော့တော်တော်ကြီးညင်နေပြီးအန်ဒူကီကတော့ပြောကြမလို့ပေါ့နော်တော်တော်ကောင်းတယ်စကန်လွန်လေးနဲ့မဆိုးပါစကန်လွန်လေးနဲ့ကျွန်တော်3မိတာလေးနဲ့ကိုလောက်လက်ထက်တွေကဒီရာသီမျိုးမှာသူအများနဲ့ပါတော့နော်ဒါပေမဲ့အခုဒီဟောင်းမှာတော့သူတော်တော်ကြီးကိုကောင်းတယ်အေလီယောလည်းမဆိုးပါဘူးအေလီယောလည်းဘာဖြစ်ဖြစ်ဟိုချိန်ရကြည့်အောင်ပါဘောနော်သူအပြောင်းရွှေ့ရတယ်ဘယ်လိုလာအောင်လဲတော့မသိသေးဘူးကူမတ်လည်းကြိုက်တယ်ကျွန်တော် AB လည်းမဆိုးပါဘူးသူလည်းဒါပေမဲ့ chance တစ်ဟောက်တော့ခွင့်ရတော့သူအသုံးချနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီဒုတိယပိုင်းမှာကျွန်တော်ဒီအသက်ဒီလူသားလဲလိုက်ပေါ့နော်ကာကတ်နေရာမှာကျွန်တော်စီမီကတ်ဝင်လာတယ်ပြီးရင်ကျွန်တော် frame bound တို့ပြီးရင်ကျွန်တော် Rio ပေါ့နော် Rio ရဲ့ပြီးရင် Morrison ဝင်လာတယ်ပြီးတော့မှဒီမိနစ်60လောက်မှာထင်တယ်မိနစ်60လောက်မှာကျွန်တော် wear right ကို Kumas ကိုထုတ်ပြီး wear right တို့ကျွန်တော်ဒီဟိုဟာတို့ support line တို့ထုတ်ပြီးကျွန်တော်ဒီ point နဲ့မှာ McConnell ပေါ့နော် McConnell တို့ပြီးရင် Nyoni နဲ့ဟိုဟာနဲ့ပေါ့ပါလေကားတိတ်ကျော်ပေါ့ထည့်လိုက်ပြီးတော့ဒါပေမဲ့ဒီနေ့ပွဲမှာတော့ဘယ်လိုပြောလဲထူးဆန်းတာဆိုတော့ဒီပြဒီ Anthony Iola သူ3ဒီဟို Rio သူ3ကြည့်အောင်နော်ကျွန်တော်ဒီ right wing မှာသူတစ်ချက်3ကြည့်တယ်right wing မှာ3ကြည့်တော့သူနည်းနည်းတော့ Rio ကနည်းနည်းတော့တိုင်ပတ်အောင်လေဟိုဘက်က Morrison လည်းနည်းနည်းတော့တိုင်ပတ်အောင်သူဆော့ရတယ်ပေါ့ပဲဘာလို့ဟိုသူတို့ natural position လည်းမဟုတ်တော့လေကျွန်တော်စဟိုဒီ queen ပါလဲဒုတိယပိုင်းစတယ်ကျွန်တော်ကြည့်လိုက်ဟာလို့ဘယ်လိုဖြစ်လို့လဲမသိဘူးနှစ်ယောက်လုံးဟိုဘက်ဒီဘက် win chain ပြီးအဲ့လိုပဲဆော့ခိုင်းတယ်ဟိုဘက် Morrison ကိုလက် win ဆော့ခိုင်းတယ်ဟို Rio right win ဆော့ Rio တော့မဆိုးပါဘူးသူကတော့ထုံးတဲ့တိုင်းပဲ traveling နဲ့လုပ်ပြီးတော့ဟိုဒီကကြော်ဖို့ပဲသူစဉ်းစားတယ်ပဲကြော်ဖို့ပဲစဉ်းစားတာတော့မဆိုးပါဘူးတော့ကြတယ် Morrison လည်းကောင်းပါတယ်ပြီးတော့ကျွန်တော် queen နဲ့မှာကျွန်တော်ဒီကာတစ်ကျော်လည်းကောင်းပါတယ်ကာတစ်ကျော်နဲ့ကျွန်တော် McConnell ပေါ့နော် McConnell သူတို့ကတော့တော်တော်ကြီးကို support line ထွက်သွားပြီးတဲ့အချိန်မှာတော့သူတို့ဟိုဖြစ်နည်းနည်းတော့အားကိုးအောင်နော်အဲ့တော့ကျွန်တော်ဒီနိုင်ဖို့တော့ကျွန်တော်ဒီ support line ကနေတစ်ဆင့်ကျွန်တော်ဒီ video ကကျွန်တော်ခြေဟန်ပြပြီးတော့ကန်လိုက်တာ deflect ဖြစ်ပြီးအပေါ်ကနေဘောလုံးကဝင်ပြီးကိုသမားလည်းကိုသမားလည်းအိမ်ဟိုမဟုတ်တယ်what မဟုတ်လားဒီကိုလူသားလဲလိုက်ကိုသမားဟိုကဒီဟိုဘက်တင်ရကိုသမားလူနောက်သက်လူတယောက်အသက်ဖြုတ်သွားဟိုကကန်ကောင်းပြီးတော့ဝင်ပေါ်ဝင်ပြီးတော့မှကိုလေးဝင်သွားကိုကတော့အဲ့လိုဖြစ်သွားပါတော့အဲ့တော့ပွဲပြီးချိန်မှာကျွန်တော်1စီးနဲ့ကျွန်တော်အနိုင်ရရှိခဲ့တယ်ဘာဖြစ်ဖြစ်ဟိုလိုပြောမယ်ကစားတာအရင်ပြင်းကြည့်ရတယ်ဗျမပြင်းဘူးဗျဘာလို့ဆိုလူငယ်တွေကလည်းအရင်ကြီးကို
လိုပြောတော်တော်ကြီးကိုကြိုးစားပြီးစော့ကြတယ်ဟိုအေးရောမဟုတ်ပဲတည်မှာဒီချာတော့ဟိုကျွန်တော်စလောလက်ထက်တော့အရင်ဘောလုံးစိတ်ပြီးတော့ဗျစော့မနေဘူးလူငယ်ရလည်းတော့ကောင်းလာလို့တော့ပြောရမယ်ကျွန်တော်မနေ့ပွဲမှာတော့ကျွန်တော်ဒီအခု join လာတဲ့ Grand Bass တို့ EZ တို့ကျွန်တော်ဒီ Florian West တို့မပါလာခဲ့ဘူးเนาะသူကတော့နောက်ထပ်ကျွန်တော်ဒီ league နဲ့ပွဲမှာတော့ပါမယ်လို့တော့ဟိုဟာအခုနီးပြတော့သူအဲ့လိုတော့ပြောတာပေါ့เนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်အခုဒါပွဲပြီးသွားတဲ့သုံးသက်ချက်ပေါ့เนาะဟိုပွဲပြီးတော့သုံးသက်ချက်ဆိုတာဟိုဘယ်လိုပြောရမလဲကျွန်တော်ဒီစနစ်ရဲ့ပွဲရဲ့ဟိုပွဲရဲ့ဒီဖြစ်သွားတဲ့အခိုက်အတန့်လေးကျွန်တော်ပြောပြပါမယ်ဖြစ်ပါတယ်ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်ဒီအခုအပြောင်းရွှေ့တဲ့တင်ကျွန်တော်ပြောပြပါမယ်ပြောင်းရွှေ့တဲ့တင်တွေကကျွန်တော်အခုလောဆယ်တော့အားလုံးသိကြတဲ့အတိုင်းပဲ Rally Bargola ကအခုလောဆယ်ဒီတင်ရဲ့ reporter တွေကတော့ကျွန်တော် Liverpool တင်ရတရားဝင် official ကမ်းလှမ်းမှုတော့မလုပ်သေးဘူးမလုပ်သေးဘူးဒီ PSG နဲ့အရင်ဆုံးကျွန်တော်ထင်တာတော့ဆွေးနွေးမှုတွေအရင်တို့အရင်လုပ်နေတယ်ဘာလို့တော့ဒီ PSG ဘက်ကလည်းခေါ်ထားရစီကယူရိုတန်190ပေါ့နော်ပေါင်နဲ့ဆိုတော့တန်140လောက်ရှိနေတယ်အဲ့တော့အဲ့လောက်ခေါ်ထားရဆိုတော့သူတို့ကလည်းအဲ့လောက်ထိပေးမှာမဟုတ်ဘူးဘာလို့အဲ့လောက်ထိလည်းတန်မနေဘူးအဲ့လောက်ထိလည်းတန်မနေဘူးဆိုတော့ပေးမှာတော့မဟုတ်ဘူးအဲ့ဒါတော့ကျွန်တော်တစ်ချက်စောင့်ကြည့်အောင်နော်နည်းနည်းတော့ဒီတရားနဲ့အတွင်းတော့ပြောင်းရွှေ့ဖြစ်သွားဖို့တော့အစီအစဉ်မရှိဘူးနောက်ထပ်ကြောက်ထားတော့တပတ်ကြော်တော့ထက်ကြအောင်မတင်တယ်ဟောတော့အခုကစားသမားဘက်ကတော့ကျွန်တော်ဒီ Liverpool project ကိုစိတ်ဝင်စားတယ် join မယ်ပေါ့နော်သူကတော့ personal တန်းဟို personal တန်း agreement ကျွန်တော်ကဖြစ်ပြီးသားတိတ်ပြီးတော့အဲ့တော့ဆုံးနေတာတော့မလို့ဒါပေမဲ့အဓိကညှိရပါကျွန်တော်က PSG နဲ့ညှိရပါပေါ့နော်အဲ့တော့ Liverpool ကဘာမှဟိုတော့ဆိုတော့officially သူတို့ဟို official pay တော့မလုပ်သေးဘူးဒါပေမဲ့ဟို official pay လုပ်ဖို့အတွက်ကိုပုံမှန်အခုတရင်ထွက်နေတာတော့သူတို့အနည်းဆုံးယူရိုတန်100ပေါ့လီဗာပူးကအဲ့လောက်နဲ့စပြီးကန်လိုက်မယ်လို့ပြောတယ်ကန်တော့မကန်နိုင်ဘူးသူတို့တန်100ယူရိုတန်100အပေါင်နဲ့ဆိုတော့ကျွန်တော်ထင်တယ်80လောက်ပဲရှိမယ်ပေါင်တန်း80လောက်နဲ့ကန်လိုက်မယ်အဲ့လောက်နဲ့စပြီးတော့ကန်လိုက်မယ်လို့ပြောတယ်အဲ့လိုတရင်တော့ကြားတာပေါ့နော်ဟုတ်လားမဟုတ်လားတော့ဟို rumor ဆိုပါပဲတော့တဲ့အတည်ပြုတာလည်း confirm ဖြစ်တာလည်းတရင်တော့မရှိသေးပါဘူးအဲ့ဒါတော့အဲ့တရင်တော့ကျွန်တော်တခုတွေ့တယ်ပြီးတော့တချို့တရင်တွေကြောက်လဲ rumor ပဲနောက်ထပ်2031ထိလာမလို့2031ထိပါဝင်တဲ့ contract ကို agree ဖြစ်တာလေပေါ့အဲ့လိုမျိုးပြောတာပေါ့နော်ဒါပေမဲ့အရင်တော့မသိကြသေးပါဘူးအချိန်လေးတော့ကျွန်တော်ချက်ကြည့်ရမှာပြီးတော့အခုကျွန်တော်ဒီလီဗာပူးတင်ရတယ်အားလုံးသိရတယ်မယ်ဆန္ဒဘက်နေရာကျွန်တော်မဖြစ်မနေဗျာဒီ experience ရှိရလို့ခေါ်တဲ့ခေါ်ရမှာဗျာမဖြစ်မနေခေါ်ရမှာဒါပေမဲ့အခုဒီတုတ်မလုပ်သေးဘူးဗျာဘာအတမ်းမှလည်းမထွက်သေးဘူးဘာမှလည်းမထွက်သေးဘူးဆိုတော့ဒီနောက်တန်းကတော့ကျွန်တော်ကမဖြစ်မနေတော့ခေါ်မှာပေါ့နော်ဟိုဒီ chain period ကျွန်တော်ဒီathletic ရဲ့တဲ့တော့ပေါ့နော် chain period ကတော့အဲ့လိုတော့ပြောတာပေါ့နော်မဖြစ်မနေခေါ်မယ်ပြီးရင်ကျွန်တော်ဒီ queen နဲ့ကတော့တိတ်ပြောင်းလဲရှိအောင်ပေါ့ဒါပေမဲ့တစ်ချက်တော့ကြည့်အောင်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအခုနီးပြအစ်ကလည်းဒီကာတစ်ဂျုံနဲ့ကာတစ်ဂျုံတော့သူကတော့ personally ကြိုက်တယ်ဗျာအဓိကဟိုပါဟာဘေးအေလီယောပေါ့ဟာဘေးအေလီယောတော့သူဒီအခုဒီကျွန်တော် pre-season တုန်းကသူ chance တော့ပေးမယ်ဗျာအခွင့်အရေးပေးမယ်အဲ့မှာသူကောင်းမလို့ပြနိုင်တယ်ဆိုတော့သူဆက်ပြီးထိန်းတာပေါ့နော်ကဲသူချိန်ကမကောင်းဆိုတော့ကျွန်တော်ထင်တာဟာဘေးလေးရောထောက်ပါဖို့ချိန်နေများတယ်အဲ့ဒါတော့ကျွန်တော်ဒီအကုန်လုံးဒီ pre-season ပွဲတွေအကုန်လုံးပြီးသွားမှာပဲကျွန်တော်တစ်ချက်ကြည့်ရမှာဘာလို့ဆိုတော့ကစားသမားလည်းကစားသမားဆိုတော့ကျွန်တော်ဒီနီးပြလည်းသူကဟိုဒီသူရှိမှရှိတယ်အခုကစားသမားရဲ့အကုန်လုံးသူကတေးကြမသိသေးဘူးနော်ဘာလို့ဘယ်သူမှလည်းဘယ်လိုပြောမလဲ senior အနေနဲ့ join နေလို့ရတယ်ကြံနေရပြကျွန်တော်အခုဒီ Alexander Isak တို့follow တို့ပြီး Forum back ပြီးဟိုအစာ training center ကိုရောက်နေတာကျွန်တော်ဟိုဗန်ဒိုင်းနဲ့ကပ်ဖို့ပေါ့နော်ဒီ senior ကစားသမားတွေရတယ်ဟိုဖြစ်သေးတယ်ဆိုတော့မလာဟိုမ join ဖြစ်သေးဘူးဆိုတော့ကျွန်တော်ဒီ season ပွဲကျွန်တော်ဒီအခုတူဘယ်လိုပြောမလဲ sorry season ပွဲတွေအကုန်လုံးပြီးမှပဲကျွန်တော်ဒီသူ့အနေနဲ့ဘယ်ကစားသမားကိုတော့သူသဘောကျတယ်ဆက်ပြီးတော့ထိန်းထားတယ်ကစားသမားကိုသူသဘောမကျဘူးရောင်းပေါ့နော်အဲ့လိုသဘောနဲ့ချိန်တွေကတော့အဲ့လိုပုံစံတော့ရှိတယ်အားကြောင့်ဟာဘေး area ကလည်းတိတ်ပြီးတော့ဘယ်လိုပြောရမလဲသူ့ရဲ့ဒီဟိုကလည်းမတည်ကြဘူးဗျချိန်မျိုးပြောင်းသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ရမယ်ပြီးရင်နောက်တန်းဆိုတော့ကျွန်တော်ပြောရင်နောက်တန်းပေါ့နော်နောက်တန်းကတော့ဟိုတလောကအဲ့တရင်ထွက်တာတော့ကျွန်တော်ဒီ PSG ကဆာဘာညီပေါ့နော်ဆာဘာညီကတော့
ဇဘာညီကတော့ဒီဘယ်လိုပြောဒီအခုကူးမတ်ပေါ့ကူးမတ်တရားများခင်တော့တရားများခင်တော့ဒီဇဘာညီရဲ့သူ့ရဲ့ agent ပေါ့နော် agent တွေကလဘာဘူးကိုခေါ်လာဆိုပြီးတော့အဲ့လိုလာပြီးတော့ inbound plan လုပ်တော့ပေါ့နော်သူတို့ခေါ်နေလားပေါ့နော်အဲ့လိုလာလုပ်တာတော့ရှိတယ်ဒါပေမဲ့အဲ့ချိန်လဘာဘူးကလည်းဒီအတိုင်းပဲကူးမတ်ကမနာလေးရောလေ injury မဖြစ်သေးတော့နေလုပ်ပြီးတော့အခုဇဘာညီကိုအဲ့လိုမျိုးခေါ်မယ်ဆိုတဲ့တကင်းတော့တွေ့တယ်ဒါပေမဲ့ဘယ်လိုပြောရမလဲသူ့ပြီးတဲ့ခေါ်ယူဝင်တော့မဟုတ်ဘူးဟို PSG ဘက်ကလည်းသူတို့ရဲ့ဒီဈေးကဘယ်လောက်တက်မှတ်ထားတယ်တော့သူတို့စခေါ်တော့ဟိုဘက်ကဘုံမောက်ကနေပေါ့နော်ဘုံမောက်ကနေခေါ်တော့65တန်းနဲ့ပဲသူတို့ကကြံအောင်ကျင်တဲ့သဘောမှရှိရပဲအဲ့တော့လဘာဘူးကပြီးတဲ့မော်ဝယ်ပဲနဲ့သူကဘယ်လိုပြောမလဲဟို105ပေါ့105ပြီးတော့မှပြီးတဲ့ခေါ်ယူပွဲပေါ့နော်ကျွန်တော်ဒီ Arsenal အင်္ဂပီကိုအဲ့ Leverkusen မှာလောက်တဲ့ပုံကပေါ့100လေးရခေါ်မယ်ခေါ်ပြီးသွားရင်ပြီးတော့မှနောက်ရတယ်ညမှာပြီးတဲ့ခေါ်ယူပွဲနဲ့ခေါ်မှာဘာလို့ဆိုတော့ကဘာညီကလည်းဒီအာယောနာနဲ့ကသူကနည်းနည်းဟိုသူတပည့်သူဆရာလည်းဖြစ်နေတော့ဘာဖြစ်ဖြစ်သူနီးပြသူ့ရဲ့ကစားကွက်မှာလည်းအံဝင်နိုင်တယ်ဗျဘာလို့ဆိုတော့ကဘာညီအနေနဲ့ကျွန်တော်ကအခုကဘယ်လိုပြောရမလဲတိုက်ရှာနေတာဒီဆန္ဒဘက်လားပြီး right back လားတရား right back ကကျွန်တော် right back အရင်ဟို strong နေရမဟုတ်ဘူးတော်တော်ကြီးကိုအားနေအဲ့တော့ကဘာညီနှစ်နေရာပေါ့အဲ့လိုမျိုးနှစ်နေရာဆော့နိုင်တယ်မှာကဘာညီကအဲ့လိုနှစ်နေရာဆော့နိုင်တယ်လို့တော့ပြရတယ်အဲ့တော့ကျွန်တော်အဲ့တတင်းကိုလည်းကဘာညီနဲ့တတင်းကိုလည်းတစ်ချက်ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီနောက်ထပ်တတင်းကတော့ကျွန်တော်ဒီဘာဘူးတတင်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်နဲ့ခင်ဗျာပတ်သက်ခဲ့ဘူးလေဂျော်ရန်ဟန်နာပဲပေါ့ဂျော်ရန်ဟန်နာကတော့အခုချက်သေးသေးတော့သူအလွတ်ပြောင်းရွှေ့ရင်းနဲ့ပြောင်းသွားပြီဒီ Brentford ကနေပေါ့နော် Brentford က100တီတော့ကျန်နေတယ်ဒါပေမဲ့ဟိုသူပြောင်းနေတယ်ဆိုတော့ဒီအလွတ်နဲ့ free agent နဲ့ခေါ်လို့ရတယ်ဆိုပြီးတော့ပြောပြီးအခုဒီ Fabrizio Romano တို့ပါဘူးခွာနေ confirm တော့ဖြစ်သွားနေအဲ့တော့ဟန်နာဆန်ကျွန်တော်ပဲ captain ဟောင်းပေါ့နော်ကျွန်တော်ထွက်ပြီးတယ် captain တောက်လျှောက်လုပ်လာပါတော့သူမထွက်ခင်ချိန်ကြီးတော့တော်တော်ကြာပါတယ်အဲ့တော့သူကတော့အခုချက်သေးသေးတော့ပြောင်းသွားပြီငါတော့မမြင်ဘူးဒါပေမဲ့လည်းဟိုဘာဖြစ်သူလဲဟိုက36နှစ်လောက်ရှိနေတော့ဘာမှတော့အရင်တော့ကန်နိုင်တော့မဟုတ်ဘူးဟိုအတင်းဘယ်လိုပြောလဲအခုစားပြီးလုံးဆိုသူနည်းနည်း control လိုက်လုပ်ခိုင်းဖို့ပေါ့ကျွန်တော်ထင်တာတော့နည်းနည်း mental ပိုင်းဒီအတင်းရဲ့ management ကိုနည်းနည်းဟိုဖြစ်လို့ရအောင်စူးစီးအောင်လို့ပေါ့ကျွန်တော်ထင်တာတော့လုပ်ပဲထင်တာပဲဟိုဘာမှတော့တိတ်တော့ပွဲချိန်အပြည့်ရောကန်နိုင်မှာတော့မဟုတ်တော့ဗျအဲ့တော့အဲ့အကြောင်းလေးကျွန်တော်ပြောပြပေးရပါဟန်နာဆန်အချက်ကြီးပြောပါလိမ့်မယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်အခုပြောပြပေးတယ်ဒီမှာဦးနဲ့ပတ်သက်တဲ့ဒီပွဲပြီးတောင်းတဲ့ကြောင်နော်ပွဲပြီးတောင်းတဲ့ကြတယ်ဒီ transfer news တွေပေါ့အပြောင်းဖြစ်နေတယ်ကျွန်တော်ပြောပြပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ season ကိုအတိုင်းတက်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီ attack on FB page ကို like and follow လေးလုပ်သွားပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တဲ့ video တွေဒီသတင်းတွေနောက်ထပ်အသစ်ထပ်ပြီးတော့ထွက်တယ်ဆိုတော့ကျွန်တော်နောက်တဲ့ video ထပ်ပြီးတော့ပြုလုပ်သွားပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်